celebration နဲ့စကြတယ်အမေဒီနိုင်ငံမှာ EV ကားတွေကတိတ်မှမရင်းနှီးကြသေးတာအဲ့တော့ကားရဲ့အသုံးပြုပုံတွေပြီးရင်ကောင်းကျိုးတွေကိုကျွန်တော်တို့ကတခြားပြောပြနိုင်မှာပြီးတော့ customer ကလည်း try လိုမျိုးစမ်းသုံးဝင်ရမှာသူတို့ယုံကြည်မှုရမှာပေါ့ကျွန်တော်တို့ဘယ်လိုပေါ့ပါလဲဒါပေမဲ့ client လာရင်တော့ဒီချာလေးတစ်ချက်လောက်ရှင်းပြလိုက်ထရန်လုံးရဲ့ BDM ဖုန်းမြတ်ကိုပါဟုတ်ပါပါမကလိမော်တော်ရဲ့ marketing manager ဧကရီပါဟုတ်ကဲ့ပါတွေ့ရပါတော့ပါရောက်နေကြပြီလား sorry နော်နည်းနည်းနောက်ကျသွားတယ်ကားလမ်းနေရပိတ်နေလို့လေဒါမှတော်သေးရပါ T03 နဲ့ဆိုတော့တတရရပဲရောက်လာဟုတ်ကဲ့ပါကျွန်တော်တို့လည်းကြောင်းနေမှာကြာပြီပါဗျာဒါက Tramdy လုံးရဲ့ account manager ချမ်းမြေပါကဲအဲ့ဆိုစလိုက်ကြရအောင်ဟုတ်ကဲ့ပဲဒီဟာလေခဏလေးနော်နက်ထဲကဘာမှမစားလာသေးဘူးသိရမလားနက်စောစောဆိုကော်ဖီတောက်လိုက်ရမှလူကနေသားတိုင်းနာရှိသွားကော်ဖီလေးဝယ်ပြီးလို့ရမှာရပါတယ်ကျွန်တော်ပဲတောင်းရပေးမယ်ပြီးတော့ဒီမီဒီယံလာပေးရတဲ့အတွက်ကြောင့်ကျွန်တော်ဘက်ကမောင်ကျေးဇူးတင်နေနေဝတ်တိုက်တာကိုယ်မှာစားစားတော့ချမ်းတခုစားနေတာရှိတယ်ဝယ်ခဲ့တယ်ဟုတ်ကျွန်တော်စားတော့ပါဘူးရေတခုတော့ဝယ်ခဲ့လိုက်မယ်နော်ခွင့်ပြုအောင်အဲ့ဆိုစားလိုက်ကြမယ်နိဒီ plan တွေအားလုံးကလေခုနကညီလေးလောက်တာဆိုတော့သူရှင်းပြတာနားထောင်ပိုကောင်းနေမယ်သူလာအိတ်ဆောင်နေနော်โอเคကော်ဖီရည်မရှိပါဘူးဒီလိုညဉ့်မှုမရှိဘူး eco friendly ဖြစ်တယ်လူတွေနဲ့ကဘာကြီးကျန်းမာဖို့အတွက်ပို့ပြီးတော့လည်းအထောက်အကူပြုတယ်အားကြောင့်မလို့အမားတို့ကတော့အဲ့ဒီအချက်လက်တွေပါမယ်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်ပေါ့နော်အဲ့ဒီတော့ကတော့သိကြပါကျွန်တော်တို့ဒီ content တင်ရနေပြီးဒီဓာတ်လေးကိုအကုန်လုံးသိချဆောင်မယ်ဟုတ်โอเคလေမင်းတို့ပြောသလိုဆိုရင်မားတို့ဘက်က celebrity တွေနဲ့ customer တွေကိုအစမ်းပေးစီရမယ်ဆိုရင်တစ်လကို10စီးလောက်ရောင်းရမှာမားတို့ဘက်ကကြိုက်မှာနော်မင်းတို့ဘက်ကတစ်လကို10စီးလောက်ရောင်းနိုင်မယ်လို့အာမခံနိုင်ကျွန်တော်တို့ကအဲ့လိုမျိုးပုံပြခိုင်းချက်အာမခံနိုင်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ customer တွေကလည်းပုံပြနည်းနဲ့ပြောရစိတ်ကိုကြည့်ပြီးတော့ခေတ်ကာလအနေထားရပြီးတော့အချိန်ထားရဝေကြီးတုံးဆွနိုင်တယ်ဘာသာတော့ဒီ03ရတယ်ကောင်းတယ်အဲ့တော့အမားတို့ဘက်က branding ကိုပေးချလုပ်ဖို့ကျွန်တော်တို့ကကြံပြီးအဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ customer တွေဘက်က trust ဝတ်ပြပြီးတော့အမားတို့ပြောသလိုမျိုးအခု10စီးရောင်းချနိုင်တာဖြစ်တယ်လို့မျိုးအစီးတွေကလည်းဖြစ်နိုင်တယ်အစီးတစ်ထောင်လည်းဖြစ်နိုင်တယ်ကျွန်တော်တို့ဘက်ကအာမခံနိုင်တာတခုကတော့ဒီအမားတို့ရဲ့ lead model brand ကိုဒီအားလုံးက 100% ရှင်ကြီးစိတ်ချလာအောင်ကျွန်တော်အာမခံပေးတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကလည်းအမားတို့ brand ရဲ့သုံးဆွဲပြီးဖြစ်တယ်။အဲ့ဆိုရင်မားတို့ဘက်က3လစာချုပ်ချုပ်ကြည့်မယ်။ဒီ3လအတွင်းမှာ T03 ကဈေးကွက်ကိုဘယ်လိုပြန့်နှံ့နိုင်မလဲဆိုတာကြည့်ရပါဒီကျွန်တော်3လထက်6လ package လေးကိုယူသေးခြင်းလည်းရ။ဘာဖြစ်လို့လဲဆိုတော့ဒီ branding တစ်ခုကိုတည်ဆောက်ဖို့အတွက်ကြတော့အချိန်က3လလောက်ပေးရတယ်ကောင်း။ဒီ branding တစ်ခုတည်ဆောက်ဖို့လို့ရှိရင်ဒီနာမည်တည်တတ်မှုအတွက်နောက်ထပ်3လလောက်အချိန်ထပ်လို့ရတယ်။
အဲ့တော့ကျွန်တော်ဖြစ်နိုင်တော့ဒီ6လပတ်ကြီးကိုချုပ်စီတယ် โอเคကောင်းပြီလေအဲ့ဒါဆိုမတို့ဘက်က6လစာချုပ်စမ်းချုပ်ကြည့်တာ စိတ်ချမှာကျွန်တော်အမားတို့ရဲ့ project ကိုဒီကညီလေးပဲကန်ခိုင်းမှာသူကရုံးမှာဆိုရင်အလုပ်လဲစူးစားတယ်အရန်နဲ့တော်တယ်အပြီးတော့အလုပ်လုပ်တာလည်းအရန်တောင်းစီတာနော်creative လည်းအရန်ကောင်း ပြင်မဲ့ပါ ဟုတ်ပါဗျာအလုပ်တော့မလုပ်ချင်တော့ထိုင်မဲစားချင်တော့အဲ့လိုပြောအောင်လဲကွာယောက်ျားကြီးဖြစ်နေရှိမနေနဲ့နော်ထက်ရည်နေကျွန်တော်တလားမဟုတ်ဘူးခင်ဗျာတစ်သက်လုံးတင်ကြွရရမယ် နေပေါ့မင်းငါ့ရဲ့စီကံတွေအားလုံးတိုင်းနေခြင်းနဲ့ဆိုရင်တော့နေ အာနေပါဗျာကိုစီကနေမိုးတော့ကြီးရှိရဘလို့နေနိုင်မှာအော်ဒါနဲ့ညီမကောင်းကအရှင်းမပြောက်သေးဘူးမဟုတ်လားအလုံးဝင်လဲဝင်နေတော့လေအင်ပြန်ပြီးနားလိုက်တော့ အဲ့မှာအဲ့ဆိုရင်အခုနေတော့တော့ဖွင့်ပြီ ကျွန်တော်အလုပ်ကပြန်လာတဲ့အခါကျလုံးမှာအဖျားမကြသေးဘူးဆိုလို့ရှိရင်ကျွန်တော်စီကံတော့ကြမယ်နော် အခုချမ်းကိုလှုပ်လိုက်ဖို့ပြခဲ့တယ် အဲတော့